ဦးကျော်ရိုက်သွားတဲ့ကားလေးတွေပြန်ကြည့်ပေးပါကိုသားကြီးရိုက်သွားတဲ့ကားလေးတွေပြန်ကြည့်ပေးပါဦးကျော်ကျွန်တော်ဆရာလို့ထားလုတ်သွားတဲ့ item လေးတော်တော်တန်အကယ်ဒမီရဲ့လူတယောက်ကိုကျွန်တော်မကြောက်ခေါ်တော့ဆရာလို့ခေါ်တာပါဆရာကျွန်တော်စာရေးလို့ပေးပါဦးဖုန်းနံပါတ်မင်းတို့ကိုယ်တိုင်မလာနိုင်ဘူးလားကိုကထွက်နေလို့ကလိုက်မသိဘူးဖြစ်ကိုခက်လေကိုကပေးရလိုက်ပေးတာတော့မယူမလို့နေလို့ဟုတ်ကဲ့အားရလူရှင်တော်တယောက်မှလေ9လောက်ကလူရှင်တော်တယောက်အတွက်ဘယ်လောက်ထိရေးပါလဲဟာအရင်ရေးပါတယ်ဟောဟုတ်ကဲ့လူရှင်တော်တယောက်ဖြစ်လာရင်စိုင်းနောက်ထပ်တယောက်ဖြစ်လာရင်9လောက်ဆိုတတ်တယ်ဟုတ်ကဲ့ပါ9လောက်မဆိုတတ်လို့မရဘူးအဲ့တော့9လောက်ဆိုတတ်မှလူရှင်တော်ဖြစ်တယ်လို့ယူဆရတယ်တတ်မှတ်လို့ရတယ်တတ်မှတ်လို့ရတယ်အဲ့ဒါဆိုရင်ဘဘကြီးဘဘတို့ခေတ်ကအမှုပညာနဲ့အခုခေတ်အမှုပညာနဲ့ကြတော့အများကြီးကွာခြားသွားဘာတွေကွာခြားတယ်လို့မြင်လဲဘဘကြီးကွာခြားတယ်ဆိုတာဘာကွာခြားလဲဆိုတော့အခုခေတ်လူငယ်တွေနဲ့ကျွန်တော်တို့ခေတ်ကအချိန်ကပညာယူရတာနဲ့ကွာပါတာဟုတ်ကဲ့ရှင်အခုကျွန်တော်တို့လူရှင်တော်တန်တဲ့ဖွင့်ပြပါတယ်လူရှင်တော်တန်တဲ့လူရှင်တော်တန်တဲ့ရေလို့ပတ်စံနဲ့ကိုဖွင့်ပြီးတော့တို့ထမင်းကျွေးတယ်တန်တဲ့တက်ကိုထမင်းကျွေးထမင်းကျွေးတဲ့အပြင်ကိုလားစေရှိဘူးလားစေပဲပြီးတယ်ဟုတ်ကဲ့အဲ့လိုပြီးနေကြလည်းပြီးတယ်အလကားလည်းသင်ပြီးတယ်တရားမှလည်းမယူအဲ့ဒါကိုတော့လာပြီးတော့တင်လန်းကိုဖန်ဖို့တက်ချင်တဲ့သူရှိဘူးဟုတ်ကဲ့ပါအဲ့လိုအဲ့ဆိုဘဘအခုနောက်တက်လာမဲ့နောက် generation တွေပေါ့နော်နောက်ကိုဒီအမှုပညာလုပ်ငန်းတွေကိုဝင်လာမဲ့လမ်းကြောင်းတွေကိုဝင်လာမဲ့သားတစ်ဖက်လေးတွေအတွက်ကိုဘဘလက်ဆင့်စကားလေးပြောပြပါဦးဒီလူရှင်တော်ပညာဟာအင်မတန်မှလူတိုင်းတန်ဖိုးထားရတဲ့ပညာပါဟုတ်ကဲ့ပါအဲ့တော့တလေးတစားနဲ့ကြိုးစားပန်းစားဘတ်ကိုကြိုးစားပြီးတော့ပညာကိုရှာဖွေကြပါပြောကြကြပါလေဟုတ်ကဲ့ပါပေးတဲ့တွေလည်းပေးနေပါတယ်အခုတည်းပေးနေပါတယ်ဟုတ်ကဲ့ဟုတ်ဆိုရင်အသက်ကြီးတဲ့ဥပေါ်လေးတို့ဥဆန်မိုးတို့ဥမိုးဒီတို့လူရှင်တော်ကြီးတွေအသက်ကြီးတဲ့လူရှင်တော်ကြီးအများကြီးပါအဲ့လူရှင်တော်ကြီးကလက်ဆက်ငံအမွေပေးပါတယ်ပေးကြပါယူကြပါလို့ပြောကြပါတယ်ဟုတ်ကဲ့ပါပညာရေးဒါဆိုလို့ရှိရင်အခုနောက်တက်လာမဲ့နောက် generation တွေအတွက်ပေါ့နော်အမှုပညာစကားလေးပေါ့လက်ဆင့်ကမ်းစကားလေးပြောပြစီခြင်းနဲ့ပေါ့နော်ဟုတ်ကဲ့နောက်လက်လာမဲ့သားငယ်သမီးငယ်များညီငယ်ချင်းမငယ်များအားလုံးပါဗျာဘာဖြစ်ဖြစ်ကိုတဲ့တက်ကြီးတဲ့အမှုပညာရှင်တွေပြန်များအားလုံးပထမအဆင့်နေနဲ့လေးလေးစားစားရှိသင့်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအမေကြီးတယောက်ဆောင်များလောက်သွားတဲ့ item တွေပေါ့နော် item တွေအရေးကြီးပါတယ်ဒါကျွန်တော်လူချမ်းတစ်ယောက်နဲ့ကြီးကြီးပြောတော့ကျွန်တော်အရင်လေ့လာထားလို့ပြောတာဟုတ်ကဲ့အဲ့တော့သားတို့သမီးတို့ညီမတို့ရတယ်ဘာလို့ရမလဲဆိုတော့အခုဆိုရင်လက်ရှိကိုကျော်ရဲအောင်အရန်သစ်ဆောင်ကောင်းပါတယ်ဟုတ်ကဲ့နော်ကိုကျော်ရဲအောင်ဦးကျော်မရှိရင်ကိုကျော်ရဲအောင်ပဲဖြစ်နေပြီဦးကျော်ဟိမသိ9နှစ်လောက်အလိုဟုတ်ကဲ့9နှစ်လောက်အလိုမှာကျွန်တော်ဦးကျော်စီရောက်သွားဦးကျော်တိုက်ရိုက်ခွင့်မှမေးတာ Professor Dr. စေဖွားရိုက်တဲ့အချိန်မှာဒါရိုက်တာခင်စောမျိုးရိုက်တာခင်စောမျိုးရိုက်တဲ့အချိန်မှာအဲ့လိုအဲ့မှာတစ်ချက်ခံစားလိုက်ဆိုင်းဘုတ်ကြီးထောင်လာတယ်ဘညာလည်းပါအကုန်ပါတယ်ကျွန်တော်နာမည်နဲ့ထွက်အဲ့တော့ကိုပါဆိုကိုဒေးလီတွေသွားထုတ်မယ်ပေါ့နော် contract ဆိုတော့အဲ့တော့တကားပါဘယ်လောက်4000လားမရတယ်ခဲ့သွားထုတ်အဲ့တော့မင်းမပါဘူးရှက်သွားအပြန်ကားတော့မရှိဘူးအဲ့ဒါနဲ့အဲ့တော့တန်လင်မှာ highlight ကလေးတွေပြရဆရာမမြင်လေလေဟုတ်ကဲ့အဲ့ဒီချိန်မှာအဲ့မှာဥကျော်လှမ်းကြည့်လိုက်တာအဲ့ဘာညာလောင်းလဲရှက်တာနဲ့စိတ်သောက်ထားတဲ့ဆက်လေးကိုကျွန်တော်အောက်ချချေပြမချေနဲ့ပြန်ကောက်ဝါရင်တပါရင်လေဆက်လေးပြန်ခိုင်းတာမတော့နိုင်တော့ဒါလည်းတုံဟုတ်ဉာဏ်နေဝိုင်းကြည့်တော့ရှက်တာအဲ့လေခင်စောမျိုးတဲ့မမောင်းနဲ့ဘာညာကိုထည့်ပြီးလို့မရဘူးလားအဲ့ဘွားရဆရာမဉာဏ်ဘွားရဟုတ်ကဲ့ရှင်ဘယ်လောက်ကိုကောင်းကိုတော်မက်ဒစ်ကဒါရိုက်တာနဲ့အဆင်ပြေမှာမန်နေဂျာနဲ့အဆင်ပြေမှာကိုပညာကြီးဒီနေ့ကတော့တိကျင်တာလေးတွေပေါ့နော်အားလုံးကိုတိခွင့်ရတဲ့အတွက်တိခွင့်ပေးတဲ့အတွက်ကိုပညာကြီးမမမေးတာတွေအားလုံးလည်းစိတ်ရှည်လက်ရှိဖြည့်ပေးတဲ့အတွက်ကြောင့်မမကကိုပညာကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ